ဒီငါးတွေကိုတော့ပင်လယ်ငါခုလို့ခေါ်ပါတယ်ပင်လယ်ငါခုကိုတိကျသွားများမှာဖြစ်တဲ့အတွက်အကုန်လုံးကယောက်ျားသားတွေပါပဲတယောက်ယောက်ကတော့6ချင်း6နေမှာပါလေဒီငါးတွေကိုများဖို့အတွက်ပင်လယ်ရေတက်ကြတယ်ရာသီဥတုတွေတော့တိဖို့လိုပါတယ်တန်ဆန်နဲ့နီးတဲ့နေရာမှာတော့ဒီငါးတွေကိုများဖို့မလွယ်ပါဘူးတန်းနဲ့နီးတဲ့နေရာမှာဆိုရင်ကျင်ဆက်သမားတွေပိုက်သမားတွေနဲ့အင်မတန်ရှားပါတဲ့ပြဿနာကိုကြုံတွေ့နေရတဲ့အတွက်လေးနဲ့တွားများရပါတယ်ဒီငါးတွေကိုများဖို့အတွက်သူ့ရဲ့အစာတော့ကနန်းဖြစ်ပါတယ်ရေစီးတန်တဲ့နေရာမှာများတာဖြစ်တဲ့အတွက်ခဲကို30ဒါ15ကျပ်တော့တောင်းရပါတယ်ကျွန်တော်တခုပဲတွေးနေမိရဗျာငါးများနေတော့ဤတားပါခြင်းတော့ဘယ်လိုလုပ်ကြလဲငါးများနေတဲ့အမှားကြီးရတယ်အသားတွေမဲနေပြီဆိုတော့အိန္ဒိယတချင်းလေးနဲ့ကားလိုက်ကြလို့ဗျာ